အသက်၄လသားအရွယ်ပဲရှိသေးတဲ့ဒီကျွဲကလေးဟာဇမ်ဘီယာနိုင်ငံလူအန်ကွာချိုင်ဝမ်တရှောင်းသူ့အမေနောက်ကိုလိုက်ပါနေပါတယ်။သူဟာမိသားစုစုပေါင်း50စုမဲ့ဖွဲ့စည်းထားတဲ့အင်အားတစ်ထောင်ရှိတဲ့ကျွဲအုပ်ကြီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီးအားလုံးဟာဘေးကိန်းတို့အတွက်စုစည်းစည်းနေကြတာပါ။အရွယ်အတွက်များတာဟာဘေးကိန်းမှုကိုပေးနိုင်ပေမဲ့ဒီလိုအုပ်စုကြီးကိုစုစည်းထားဖို့ဆိုတာခက်ခဲတဲ့အလုပ်တစ်ခုပါ။အုပ်စုကွဲသွားတာဟာအထူးသဖြင့်ကျွဲပေါက်လေးတွေအတွက်တော့ဘေးအန္တရာယ်အလွန်ကြီးမားပါတယ်။ဒါပေမဲ့ဒီကျွဲအုပ်မှာတော့စုစည်းမှုကိုထိမ့်သိမ်းဖို့နည်းဗျူဟာတစ်ခုရှိပါတယ်။ယုံကြည်ရတဲ့လမ်းပြသူအနှဲငယ်ကရှေ့ဆုံးကနေဦးဆောင်ပြီးကြံတဲ့သူတွေကိုစားချက်သက်နဲ့ရေရှိရာစီကိုခေါ်ဆောင်သွားကြပါတယ်။သူတို့ဟာအုပ်စုထဲမှာအင်အားကြီးဆုံးဒါမှမဟုတ်အသက်အကြီးဆုံးတွေမဟုတ်ပေမဲ့အမြဲတမ်းဒီရွေးချယ်ထားတဲ့အနှဲငယ်ကပဲဒီတောင်ဝန်ကိုယူကြတာပါဒီလမ်းပြကျွဲတွေတွားရနောက်ကိုကျန်းတဲ့ကျွဲတွေကလိုက်ကြပါတယ်ဒါပေမဲ့သူတို့ရဲ့စနစ်တကျဖွဲ့စည်းပုံကဒီထက်မကပါသေးဘူးကျွဲပေါက်လေးတွေကိုတော့သူ့အမေနဲ့တခြားမျိုးပွားနိုင်တဲ့ကျွဲမတွေနဲ့အတူအလဲပဟုံမှာဘေးကအောင်ထားပါတယ်အထီးခိုက်ခံနိုင်တဲ့လူပြိုကျွဲတွေနဲ့နာမကျန်းဖြစ်နေသူဒါမှမဟုတ်ဒဏ်ရာရနေသူတွေကိုတော့အုပ်စုရဲ့အစွန်သက်ကိုတွန်းထောက်ထားပါတယ်လမ်းပြသူတွေလိုပဲအစွန်မှာရှိနေတဲ့ကျွဲတွေဟာလည်းအမြဲတမ်းတတိရှိနေကြပြီးအခုဆိုရင်အန်ဒီယေကိုသူတို့တတိပြုမိသွားပါပြီချင်းတီတကောင်ဟာကျွဲအုပ်ရဲ့နောက်ဆုံးပိုင်းမှာရှိတဲ့ကျွဲတွေကိုချောင်းမြောင်နေပါတယ်ကျွဲတကောင်စပြေးလာနဲ့အုပ်စုစိတ်တက်ကစတင်အလုလုပြီးအားလုံးဟာတပြားတည်းနဲ့တဲတွေလာကြပါတယ်ဒီတစ်ချိန်မှာတော့အုပ်စုနောက်ဆုံးကလိုက်လာတဲ့ကျွဲထီးကြီးတကောင်အဖမ်းခံလိုက်ရပေမဲ့ကျွဲကလေးကတော့ဘေးကင်းသွားပါတယ်ကျွဲအုပ်ရဲ့နီးဖြူဟာအောင်မြင်ခဲ့ပါတယ်ကျွဲပေါက်လေးတွေကိုကေတင်ချင်းအားချိအုပ်စုရဲ့အနာဂတ်ကိုကာကွယ်နိုင်ခဲ့တာပဲဖြစ်ပါတယ်